အားလုံးပဲမင်္ဂလာပါမတွေ့တာတော်တော်ကြာသွားပြီ။ဘောင်ဂျာပေါ့ကတ်စီကနေပြန်ပြီးတော့ကြိုဆိုပါတယ်။ပြီးခဲ့တဲ့ဘက်ကlearning video လေးတစ်ခုစမ်းလုပ်နေရတယ်ရော။နောက်ဘာကြောင့်ပြောရင်ကောင်းမလဲကဘာဖလားမြင်ပြီးမလား။ကဘာဖလားပြီးရင်တော့ငါတစ်ခုခုပြောမယ်ဆိုပြီးတော့ဆွဲဆိုင်နေနှစ်ပတ်လောက်ဟာသွားတယ်ထင်တယ်။နော်ဆိုတော့ဒီနေ့တော့ပြောပါမယ်။ကဘာဖလားတော့မပြီးသေးပါဘူး။ဒီည final တော့ရှိသေးတယ်ပေါ့နော်။ပြီးမှပဲကဘာဖလားအချင်းချုပ်ပြီးတော့ပဲလူလောကနေရှင်ပြီးတော့ပြောမလားเนาะအဲ့လိုတော့စဉ်းစားထားတယ်အခုကတော့ဒီလက်ရှိအတန်းထဲမှာကြုံရတာတွေရောနောက်ကျောင်းကကြုံရတာတွေရော ਨੇ အာ idea လေးတစ်ခုရလို့ပေါ့နော်ဒီနေ့ခေါင်းစဉ်ကတော့ adversity လို့နာမည်ပေးထားတယ်အတိုက်ခိုက်လို့အဓိပ္ပာယ်ရနော်အတိုက်ခိုက်ဖို့ကိုအဲ့လိုပဲပြောရမှာပေါ့အဲ့တော့ဒါကတော့ကွာသိတယ်မလားလူရည်လို့ဖြစ်လာရင်အာအတိုက်ခိုက်ကတော့အမြဲတမ်းရှိတာနော်တခါကြလည်းနေနိုင်အတိုက်ခိုက်ကတော့နေရာပေါင်းစုံလာတာပါသူပိန်သူသဘောအတိုင်းလည်းဖြစ်ရင်ဖြစ်မယ်ဟုတ်တယ်မလားဥပမာမွေးကလေးကမပြည့်မစုံတဲ့မွေးလာတယ် rich kid မဖြစ်ဘူးပေါ့ကွာဟုတ်တယ်မလားအဲ့လိုဆိုလဲဒါလည်းကိုယ့်ရဲ့ဘဝရဲ့ဒါ challenge တစ်ခုပဲလေအတိုက်ခိုက်တစ်ခုပဲပေါ့နော်အဲ့လိုမျိုးနဲ့ကိုယ်မနီကိုဖန်တီးယူလာတဲ့အရာတစ်ခုလုပ်ငန်းတို့ဘာတို့ပဲဖြစ်ဖြစ်နာမည်ပဲဖြစ်ဖြစ်ပေါ့ဘာပဲဖြစ်ဘဝတစ်ခုပဲဖြစ်ဖြစ်တခြားလူတွေကနေပြီးတော့ပျက်စီးစေလိုတဲ့သဘောနဲ့တိုက်ခိုက်ကြတာတွေကလည်းရှိတာပဲဒါကြတော့တမင်လောက်တာပေါ့လေဟုတ်တယ်မလားဒီ random ဖြစ်လာတာတော့မဟုတ်ဘူးအဲ့လိုမျိုးတမင်လောက်တာတွေလည်းရှိတယ်အာတယောက်နဲ့တယောက်ဂိုင်းတွယ်ပုံတွေလည်းတော့မတူကြပါဘူးเนาะမတူကြပါဘူးအခုခေတ်ကတော့ပိုဆိုးတာပေါ့လေအရင်တုန်းကတော့လူတယောက်ကိုတိုက်ခိုက်ခြင်းတော့ပေါ်တင်မျက်နှာချင်းဆိုင်ပြီးတော့တိပြောမှပဲရတာ哦အခုကတော့လွယ်တာ哦နော်အခုကတော့ဟိုဘယ်ရမှန်းမသိပဲねဟိုအမှောင်ထဲကနေပေါ့ပစိုးချုံနဲ့တီးပြဖို့ကလွယ်တာဆိုတော့လေဘသူကဘသူမှန်းတော့မသိဘူးပေါ့ဟိုနာမည်သိအောင်လုပ်လို့ရတဲ့နည်းတွေတော့ရှိပါပြီအခုကတော့နော်ဆိုတော့အခုဒီတစ်ခါကြရင်လည်းကြားမှာပေါ့ဟုတ်တယ်မလားယူတနန်း comment တစ်ခုမှန်တာနဲ့နော်အဖမ်းခံလိုက်ရတာဒီနော် react တစ်ခုကြောင့်အဖမ်းခံလိုက်ရတာဒီတောင်းမှရှိလာတာပဲနော်ဒါကတော့အဆုံးပါပဲ idea လေးတစ်ခုရတာပါလဲဆိုတော့မနေ့ကအတန်းမှာကလေးတယောက်ကမေးတယ်အခုထုံးစံတိုင်းပေါ့လေအတိုက်ခိုက်နေပတ်သက်လို့ပြောရရင်တော့အောင်စပူပေါ့အောင်စပူဟိုတဲ့ဒီတိုက်ခိုက်တာပေါ့သူကတော့ပြောတာဟိုတကောင်ကောင်းနဲ့တူတယ်လို့ပြောတာတရားစွဲလို့ရလားလို့သူကမေးတယ်ရလားလို့မေးတော့ရတယ်ဒါရတယ်အာဟို social သင်လည်းအမြဲတမ်းပြောပြတာ first amendment ပေါ့လေ first amendment ကကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုပြောလို့ရတယ်ဒါပေမဲ့တခြားတစ်ယောက်ပေါ့အထူးသဖြင့်တော့ private entity တခုပေါ့နော်လူလဲ private entity ဆိုတော့ပုဂ္ဂလိကဆိုတာတော့လူလဲဖြစ်နိုင်တာပဲလုပ်ငန်းလဲဖြစ်နိုင်တာပဲဟုတ်တယ်မလားနော်အဲ့တော့ private entity တခုရဲ့အသက်အိုးအိမ်စည်းစိမ်ထိသွားရင်တော့ဒါကတစ်ဖက်ကပြန်ပြီးတော့တုံ့ပြန်လို့ရသွားပြီလေဒါတရားဥပဒေတွေကလည်းကန့်သတ်ထားတာဟုတ်တယ်မလားပြောချင်ရင်ပြောလို့ရတယ်ဆိုပြီးတော့လူတစ်ယောက်ကိုလိုက်ပြီးတော့အသေးဖြတ်လို့မှမရတာဆိုတော့ဟိုတချို့အရန်မီဒီယာဘက်မှာတခြားအရန်လွန်လာရင်တော့မှ Elon Musk လိုလူမျိုးတောင်မှတရားထဆွဲတာတွေရှိပါတယ်ဆိုတော့ဒီဇမင်းသားကိစ္စမှာလည်းဒီတိုင်းပဲပေါ့နော်ဟိုပြောတာတွေကတော့အများကြီးပေါ့လေပြောတဲ့အကောင့်တွေဒါလိုက်တော့ရလို့ရှိရင်တော့အိုးများလိုက်တာပေါ့တခါကြီးကြောက်လို့ရှိရင်လဲကိုရီအကြောင်းတွေကိုရီကိုတိုက်ခိုက်တာတွေကအကောင့်တစ်ခုနှစ်ခုလောက်ရှိတဲ့အချိန်မှာအော်အောင်စပူကြည့်ပြီးတော့ပြန်ပြီးဖြည့်သိမ်းရတယ်ဟုတ်တယ်မလားနော်သူဆိုဘယ်လိုတောင်နေမလဲပေါ့နော်ကိုယ်တိုင်ဝင်မကြည့်မိရင်တော့မှဘေးကလူတွေကတော့သူ့ဝိုင်းပြီးတော့ဟုတ်တယ်မလားလာပြကြမှာပဲလာပြောကြမှာပဲလीအဲ့တော့သူလည်းတစ်ခါကြီးကြောက်လဲစိတ်ရှင်ပေါက်တော့ပြောသေးရပဲဟုတ်တယ်မလားကျွန်တော်ကြဘယ်လိုဖြစ်လို့အဲ့လိုဖြစ်နေရလဲလို့ပါတော့လေနော်အဲ့ဒါလည်းသတိထားမိပါတယ်ဒီသူ့ကိုတခြားဘာနဲ့တူတယ်ညာနဲ့တူတယ်မပြောခင်ကတည်းကဒီဟိုပြက်လုံးနေနဲ့စကတည်းကတိုက်ခိုက်ကြတာပေါ့နော်အဲ့မှာလဲဟိုအမြဲတမ်းကွာငယ်လေးကတည်းကဟာတာတွေပါဒီအရန်သဘောကျတယ်အငိမ့်လို့ပါလို့လေအဲ့လိုအငိမ့်ဆိုတော့မင်းသမီးကမကြိုက်ပါဘူးဒီလူရှင်တော်ဒီပြက်လုံးထုတ်တာအရန်ကြိုက်တာအခုလည်းအလွတ်ရတယ်အဲ့လိုဒီရဲ့စီငိမ့်တာလို့လို့ရှင်ပြက်လုံးဝင်ကကိုယ့်မနေကိုရေးလို့ရတယ်လို့အဲ့လောက်ထိတောင်မှအတန်းထဲမှာပြောပြသေးတယ်အဲ့တော့ကွာအရင်တော့ကလူရှင်တော်ကြီးတွေပေါ့နော်သူတို့ရဲ့ပြက်လုံးတွေဒီထားတွေပါပဲပြက်တာအခုသူတို့ဒီဇက်တွေထဲမှာလဲအဲ့တော့ဒီလူရှင်တော်တွေကဒီလူရှင်တော်ကြီးတွေရှိကနေပြီးပညာယူလာကြတာ哦အဲ့တော့ကွာအရင်တော့ကလည်းပြက်တဲ့ပြက်လုံးဘယ်သူမှလည်းအရေးတယူမလုပ်ခဲ့တဲ့ပြက်လုံးကသူ့ကြမှာတခါတည်းဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ဆိုပြီးတော့ဖြစ်တော့သူလည်းဖြစ်တာပေါ့လေနောက်ပိုင်းဥဒါမျိုးတွေဝိုင်းပြီးပြောကြတော့ဟုတ်တယ်မလားတခြားဟိုရုပ်ရှင်ရိုက်တဲ့ကိစ္စနဲ့ပတ်သက်လဲပြောရနေတူပါရဲ့အသေးစိတ်တော့မသိပါဘူး
ဒါပေမဲ့ तू လည်းနောက်ပိုင်းကျတော့ဟိုသတင်းစာတွေထည့်ပြီးတော့ကြီးညာရတဲ့ဘဝအထိပါရောက်တယ်ပေါ့နော်ဆိုတော့ဟိုပြောရရင်ကွာဟိုလူတွေကဘာလဲဆိုတော့သူတို့ဘာမှမလုပ်လို့ဆိုပြီးတော့လွတ်တယ်ထင်တာအမှန်တော့မဟုတ်ဘူးလေဟုတ်တယ်ဟိုကလေပဲကတလားပြောတဲ့သူတွေကဟိုအောင်မှာသူ့အနေနဲ့လိုက်ပြီးတော့လုံမနေတော့ဟိုမတန်ဘူးလေ it's not worth it ဟုတ်တယ်မလားဘာလို့ဆိုတော့ तू ဒီကိစ္စတွေသာလိုက်လို့ဝိုင်းဒီကိစ္စတွေသာလိုက်ပြီးကဲတရားတစ်ပေါင်ဆွဲလို့ယုံငိမ့်သွားပြီဆိုလို့ရှိရင် तू တကရတာပြတ်တယ်လေအခုဆို तू ဘယ်လောက်တောင်အောင်မြင်ကြနော် तू ရောနောက်ဟိုဟာစိုင်းရင်မိုးလို့လဲဟုတ်တယ်မလားနော်ပုံမှန်ဆိုရင်ဇက်သပင်လောကမိုးရင်းဆိုရင်ရက်ပြီအခုသူတို့မှာတခါတည်းပွဲတက်တာဒီရောဒီဟိုတယ်ဟိုဟာဘောရူးကြီးထဲမှာဇက်ကတာတွေအထိပါဖြစ်လာတယ်ဆိုတော့သူတို့မှာနားချိန်တော့မရှိဘူးအဲ့တော့သူတို့အတွက်အချိန်ကိုအဲ့ဒီဟာတွေအတွက်နဲ့သူတို့အချိန်မကုန်ခံနိုင်ဘူးပေါ့လေဟုတ်တယ်မလားပြီးတော့ဒီတက်ပို့ပြီးတော့သူတို့လုပ်เสียရှိတဲ့အလုပ်တွေလည်းလုပ်ပါတယ်နော်ဒီမှာပုံမှာပြထားတဲ့အတိုင်းဟုတ်တယ်မလားစရနေပြီးဆုံးတဲ့အထိကတော့လမ်းရက်ကျန်းတာပဲနော်မိုးချိန်တာတွေရောမိုးရွာတာတွေရောကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုတာလည်းဖြစ်ရင်လည်းဖြစ်တာပဲနော်အဲ့တော့ဟိုလက်မြောက်ရှုံးမင်းညီစိတ်တွေကတော့ခဏခဏပုံမှာပဲပိုဆိုးတာပါလဲဆိုကွာအခုခေတ်လိုမျိုးပေါ့ဟုတ်တယ်မလားဒီအောင်စုဘူးတို့ဘာတို့တိုက်ခိုက်တဲ့သူတွေဘယ်သူမှမသိတာအကောင့်ဆိုတာအတုတခုကအမြင်နဲ့ထွက်ဖို့လွယ်တာဟုတ်နော်အဲ့လိုမျိုးပေါ့ဒါပေမဲ့ကွာအခုနေသူအနေနဲ့ဟုတ်တယ်မလားတရားစွဲမယ်တခုလုပ်မယ်ဒီအကောင့်ကလိပ်စာဘယ်နာလဲဆိုတာကိုသိအောင်လုပ်ပေးကြမယ့်သူတွေကြီးပဲနော်လုပ်ပေးကြမယ့်သူတွေကြီးပဲဘာလို့လဲဆိုတော့ဒီအမှုတိုင်ကြီးဆိုလို့ရှိရင်လည်းလိုက်ပြီးတော့စစ်နိုင်တဲ့အခြေအနေရှိတာပဲလေဒီဘက်မှာရဲတပ်ဖွဲ့ဘက်မှာလည်းဆိုတော့ဒါပေမဲ့မလုပ်ကြတာပေါ့အားမှာပဲဟုတ်တယ်မလားလုပ်ရမယ့်ကိစ္စတွေကဟိုရှုပ်တော့ရှုပ်တာဟုတ်နော်အဲ့တော့ဟိုအချိန်မရလို့မလုပ်တာကိုသူတို့ကလုပ်လို့ရပြီထင်တာပေါ့အဲ့တခုမှားလို့အတန်းထဲမှာလည်းပြောရသေးတယ်ဘာလို့ပြောမှလဲကလေးတို့ရဲ့ဟုတ်တယ်မလား तू ကကိုကိုဘာလုပ်နေလို့တော့လို့စဉ်းစားကြည့်လေဟုတ်တယ်မလားကိုကဟို तू ဇက်ကလို့ကိုကိုတခုထိခိုက်သွားလားဟုတ်တယ်မလားပြီးတော့ကိုကအဲ့လိုပြောလိုက်လို့လဲဘာမှလည်းရတယ်မဟုတ်နေရင်ထိုင်ရင်နဲ့ဟိုအကုသူဘာလို့ပွားလဲဆိုတာလေလုံးဝအောင်နားမလည်နိုင်တာအဲ့လိုသူတော့ပြောလိုက်ရမှဆိုတာကြီးပဲဘာလို့ပြောချင်မှန်းလဲလည်းမသိဘူးဒါပေမဲ့တေးကြရတယ်ဟုတ်တယ်မလားဒီမင်းသားနဲ့ရှေ့တဲ့မျက်နှာချင်းဆိုင်တော့ကဲမင်းပြောကွာသူ့ကိုအဲ့ဒါနဲ့တူတယ်လို့မင်းပြောရဲလားဆိုရင်ပြောရဲတော့အဲ့လိုမျိုးဟုတ်တယ်မလားပြသေးကြတယ်နောက်ွယ်မှာအဲ့လိုပြောထားတဲ့သူကအဲ့မင်းသားနေဓာတ်ရိုက်အပြင်မှာတွေ့ပြီဆိုလို့ရှိရင်သူ့မှနေထိုင်တယ်ကိုလိပ်ပြမလုံးတော့ဘူးအဲ့လိုလည်းဖြစ်ဦးမှာနော်အဲ့တော့ကွာအခုနားထောင်တဲ့သူတွေလည်းဟုတ်တယ်မလားဟိုဘာမှဆုံးရှုံးစရာတွေဘာတွေကတော့မရှိသေးဘူးပဲဆိုကြပါစို့နော်ကိုယ့်ရဲ့လုပ်ငန်းတွေကိုယ့်ရဲ့ brand တွေကိုယ့်ရဲ့နာမည်တွေမရှိသေးဘူးလားဒါပေမဲ့တစ်ချိန်မှရှိလာမှာပဲလေရှိလာတဲ့ခါကျလို့ရှိရင်ဒါမျိုးတွေလာမှာပဲနော်ဟောလာတဲ့ခါကျလို့ရှိရင်ဘာလဲဆိုတော့ဒီမှာပြောထားသလိုပေါ့ကွာ powerful teacher ပါပဲနော်အဲ့တော့ဒီဟိုလောကဓာတ်ပဲပြောပြောရန်သူတွေကပဲပြောပြောကိုယ့်ကိုဖိမှာပဲနော်အဲ့ဒီတည်းကနေမှရအောင်ထွက်လာမယ်ဗရမ ्या မိုင်လို့မနေဘူးဟုတ်တယ်မလားဗရမ ्या မိုင်လို့မနေဘူးအဲ့ဒါလေးကိုပြောချင်တာနော်မဟုတ်လို့ရှိရင်ကအရင်လွယ်သွားလိမ့်မယ်ခိုင်ကျစဉ်းစားလိဘာလုပ်ရမလဲပေါ့နော်ဟုတ်တယ်မလားဒါမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်နော်ဟိုစိတ်ရှုပ်တယ်ကွာငါရက်လိုက်ရင်ကောင်းမလားဒီကမျိုးပေါ့ I can't do it ပေါ့ငါမလုပ်နိုင်ဘူးဆိုပြီးတော့ရက်လိုက်ကြမှာလားတော့ပြန်စဉ်းစားနော်ရက်လိုက်ကြလို့ရှိရင်တိုက်ခိုက်မှုကရက်သွားမှာမဟုတ်ဘူးနောက်ွယ်မှာပါလဲဆိုတော့သူတို့ကပျော်တောင်ပျော်နေဦးမှာအောင်ပွဲခံနေမှာဟုတ်တယ်မလားသူတို့ရဲ့စကားဝိုင်းထဲမှာကိုဟာအရန်ကိုလှောင်စရာကြီးဖြစ်နေလိမ့်မယ်အဲ့တော့ဟိုစူးစမ်းရတဲ့ပတ်သက်လို့ပြောပြဖြစ်တယ်အတန်းထဲမှာဘာလဲဆိုတော့ဟဲလို့နော်အားလုံးရဲ့ဘဝမှာလို့အစင်မပြေမှုတွေအများကြီးကြုံတွေ့ဘူးမှာပဲလို့ကြုံတွေ့ရမှာပဲဒီကလေးကြုံတွေ့လို့ရှိရင်ဟုတ်တယ်မလားကိုတက်တည်ခြင်းစိတ်တောင်ပေါက်တယ်တချို့လဲတကယ် try နေနော်ဒါပေမဲ့မေးစရာစဉ်းစားစရာရှိလာတာဘာလဲဆိုတော့တန်လားပေါ့ကိုယ့်ကိုချစ်တဲ့သူတွေကတော့ငိုမှာပဲလीသိလားငိုမယ်ဝမ်းနည်းမယ်ဒါကတော့ထားလိုက်ပုံမှန်ပဲဒါပေမဲ့စဉ်းစားကြည့်နော်ပြီးတော့သူတို့ဘဝနဲ့သူတို့လည်းသွားမှာပါသူတို့ဘဝနဲ့ easy ပဲဟုတ်တယ်မလား it will be okay it will just go on ပေါ့ဒါပေမဲ့ကိုယ့်ကိုတိုက်ခိုက်တဲ့ရန်သူတွေသူတို့ပျော်သွားမှာနော်အဲ့ဒါကိုလက်ခံနိုင်လားစဉ်းစားဟုတ်တယ်
အရှုံးပေးလို့ဖြစ်သွားမယ်ကိုယ့်ရဲ့ရန်သူတွေကိုအကောင်းဆုံးတိုက်နိုင်တဲ့နေရာသူတို့ထက်သာအောင်လုပ်လိုက်တာဘာမှကိုယ့်ဘက်ကတော့ဘာမှလိုက်လုပ်เสียရတော့မလို့ဘာလို့လဲဆိုတော့မနာလိုခြင်းဒီလူတွေကဘာကြောင့်ကိုယ့်ကိုတိုက်ခိုက်လဲရှင်းပါတယ်ကိုဒီလိုဖြစ်နေတာကိုအစဉ်ပြေနေတာကိုအောင်မြင်နေတာကိုမကြည့်ကျင်တဲ့အတွက်မကြည့်နိုင်တော့တဲ့အတွက်သူတို့ကိုယ်တိုင်လည်းလိုက်ပြီးတော့မလိုက်နိုင်တော့တဲ့အတွက်တခြားနည်းနဲ့ရရပေါ့ကွာဟုတ်တယ်မလားဘာနဲ့တူလဲဆိုတော့အခုဒီရန်ကုန်မန်းလေးသွားတဲ့ယထာကောင်းသားကြီးဒီဘာမှမဆိုင်မဲနဲ့လေကွင်းထဲကနေပြီးတော့ခဲနဲ့ထားပေါက်တာအဲ့ဒါနဲ့သွားတူတယ်နော်သွားတူခဲနဲ့ပေါက်လိုက်လို့ယထာမှန်ကွဲရင်ကွဲသွားမယ်ယထာကြီးတော့မရသွားဘူးအဲ့လိုမျိုးပေါ့အဲ့ဒါကိုပန်ကြီးကွဲသွားလို့ဆိုပြီးတော့ဟဲယထာကြီးရက်ပြီးရန်ကုန်မန်းလေးယထာမစွဲတော့ပါဘူးဘာလို့လဲဆိုတော့ဂဲပေါက်ခံမှာကြောက်လို့ဟာအဲ့လိုသွားလို့လို့မရနော်လုံလည်းမလုံဘူးလေနော်ဒါမဲ့လိုက်တော့ရအောင်ဖမ်းတာနော်အဲ့ဒါမျိုးတွေရှိတယ်အဲ့တော့အဲ့သူတို့မျက်နှာကိုကြည့်ရတာကွာတကယ်တမ်းပြောရရင်ကိုရှုံးပြီးတော့မယ်ဆိုတိုင်းလေဘသူမျက်နှာမှမကြည့်နဲ့အဲ့ကိုယ့်ရဲ့ရန်သူတွေမျက်နှာကိုကြည့်လိုက်ငါသူတို့ကိုရှုံးပေးမှလားလို့မေးကြည့်လိုက်အဲ့ကြလို့ရှိရင်အဲ့ဒါနော်အရှုံးပေးခြင်းစီပျောက်သွားလိမ့်မယ်ကိုရီအောင်မြင်လာတဲ့ချိန်ကိုရီသူတို့ကိုကြက်သားွားတဲ့ချိန်နေထိုင်နေသူတို့မှဒီမနာလူစိတ်တွေဖြစ်တယ်နော်ဗုဒ္ဓဘာသာ view ရပြောရင်အကုသိုလ်တွေဖြစ်လာပြီသူတို့စိတ်ထဲမှာဖြစ်လာနော်တိုက်ခိုက်ဦးမှာပဲနော်ယုံတတ်တယ်ဆိုလို့ရှိရင်တော့ဒါအောင်လန်းလဲပါတယ်အဲ့ဒီထဲမှာဟုတ်တယ်မလားနော်တခြားခုနပြောလို့ပေါ့လိုင်းပေါ်ကလည်းတိုက်ခိုက်တာလည်းဖြစ်ရင်ဖြစ်မယ်နော်အောက်တွေနဲ့တိုက်တာလည်းရှိတယ်ဒါပေမဲ့ဘယ်လိုပဲပြောပြောကွာသိရမလားအောက်နဲ့တိုက်လည်းအထက်လန်းဆိုတာရှိတာပဲပြန်ပြီးတော့တန်ပြန်လို့ရတယ်ဟုတ်တယ်မလားနော်တန်ပြန်လို့ရသလိုဒီလိုင်းပေါ်တိုက်ခိုက်တာတွေကိုလည်းတရားဥပဒေတွေနဲ့ပြန်တန်ပြန်လို့ရနေပါပြီနော်အဲ့လောက်ထိဟိုဘာမှကြောက်စရာတော့မလိုဘူးပေါ့နော်အဲ့လိုပဲကျောင်းမှာလည်းဖြည့်တာတွေရှိတာပဲရှိနေတဲ့တိုင်ပင်လိုက်တိုင်းတော့ဒါတေချင်းစီတက်ရတာပေါ့လေတကူကတော့ကိုရီးယားတော့အလင်းနေရသူအမောင်နေရသူတွေကဘယ်သူမှမသိရအဲ့တော့ဟိုတစိမ့်ချင်းစီဖြည်းဖြည်းချင်းသွားတယ်ပေါ့ဒါပေမဲ့ဟိုတရားဥပဒေနဲ့သွားတယ်ဆိုတာကတော့နည်းနည်းတော့နှီးတယ်ကြာတာပေါ့နော်ဆိုတော့ systematically သွားရတာဆိုတော့အဲ့လိုပါပဲအဲ့တော့ဟို48 laws of power ထဲမှာလည်းပါပါတယ်နော်ကိုယ့်ရဲ့နာမည်ကိုတဲ့အသက်နဲ့လဲပြီးတော့ကာကွယ်ပါတဲ့ brand တစ်ခုတိဆောက်ပြီးွားပြီဆိုလို့ရှိရင်အသက်နဲ့လဲပြီးတော့ကာကွယ်ဖို့လိုပါတယ်နော်ဒါမှကိုယ့်ရဲ့ယက်တည်မှုတွေပဲလေနော်ယက်တည်မှုတွေပဲပြန်ပြောရရင်လည်းအဲ့ဒီတိုင်းပဲသူအမျိုးတွေကစားပါတယ်အဲ့လိုမျိုးပေါ့နော်ဟို adversity ကတော့လေငယ်ငယ်လေးကတည်းကစခဲ့တယ်ပြောလဲမှန်တာပဲအဲ့လိုဒီအဖေဘက်ကအဖွားမှာကမြီးတွေများတယ်များတော့ချင်းတိမလား rivalry ရလို့တော့မဟုတ်ပေမဲ့ well that is a တိမလား some kind of rivalry ရှိတယ်လို့ပဲပြောရမှာပေါ့လေအဲ့လိုပိုဆိုးတာကဘာလဲဆိုတော့လူကြီးတွေကကိုရီကိုစံပြုတ်လိုက်တာမှတော့သွားပြီးတော့ဒုက္ခရောက်တာပဲနေရင်ထိုင်နေနောက်ွယ်မှာ target ကြီးကပေါ်လာအဲ့လိုဆိုတော့ဟိုစာလုတ်တယ်တို့စာတော်တယ်တို့ဘာတို့ညာတို့ပေါ့ကွာအဲ့ကြတော့ဒီနေရင်ထိုင်နေဝင်းခွဲတွေကပါကိုကြည့်မရတာတွေဖြစ်လာတဲ့ခါကျတော့တက်ရွယ်ကြီးလာတဲ့ခါကျတော့လည်းဒီတိုင်းပဲပေါ့သိရမလားနော်ကိုမအောင်မြင်ခြင်းရှိတယ်ကြာရှုံးခြင်းရှိတယ်ကြာရှုံးတဲ့ချိန်သူတို့မှပျော်ကြတယ်နော်အဲ့လိုမျိုးတွေအရင်အောင်မြင်သွားလာလို့ရှိရင်လည်းဖြစ်ကြပါပဲဒါကတော့နော်အဲ့တော့အခုနားထောင်နေတဲ့သူတွေလည်းဒါတွေကတော့အနေနဲ့များကြုံပါပါနော်အခုမကြုံလဲနောက်ကြုံရလိမ့်မယ်ဆိုတော့ကိုလို့ဆရာရှိရတော့လောက်ရမှာပဲမတတ်နိုင်ကိုလို့ကတော့လုံနေရမှာကိုကအလင်းနေရလူကိုနော်ပြီးတော့ဟိုနောက်တစ်ယောက်ရှိပါတယ်နာမည်တော့ထည့်မပြောတော့ပါဘူးဒီ public figure တစ်ယောက်ပါပဲနော်အမှသူတပည့်တစ်ယောက်ကနေတူတယ်သူ့ကိုလာပြတယ်ဟောကျွန်တော်တို့တဲ့ဒီလိုမျိုးတွေတင်ပြီးပြောထားတယ်ပေါ့နော်ပြောထားတော့ तू ကဘာပြောလဲဆိုတော့အေးတဲ့ငါတို့က public နဲ့အလုပ်လုပ်ရတဲ့သူတွေတဲ့နော် public မှာတော့ဒီလိုပဲတဲ့နော်ရှိတယ်ဟုတ်လဲဟုတ်တာပဲကိုရီးယားတရားဝင် public နဲ့အလုပ်လုပ်ရတဲ့သူတွေနော်ဟိုလုပ်ငန်းဆိုလေနေရာတနေရာရှိမယ်ကိုနာမည်ဘယ်သူကိုပြက်ခွက်ကဘယ်သူအကုန်လုံးပြတာပြီးတော့အလုပ်လုပ်နေရတာ哦အဲ့တော့ public ကြီးမှာတော့တင်ပြီးတော့အစော်ခံရတာပေါ့လေမောင်နေရတော့သိတဲ့အတိုင်းပေါ့နော်ဘယ်သူတွေပြောလို့ပြောနေမှလည်းမသိဟုတ်တယ်မလား profile picture ဟိုကဟိုဟာဗာလေကာတွန်းယုံနဲ့
เนาะအဲ့လိုမျိုးတွေဆိုတော့ဘလို့မဟိုဘာနဲ့တူလဲဆိုငယ်ငယ်တုန်းကဟိုဗာလဲအကျွေးသီးထဲဆိုရတယ်အာခိတ်မှာဟိုဗာလဲသွားစောတယ်ဟိုဟာလीเนาะဟိုဝက်ကမိုးလို့ခေါ်တာလားเนาะအဲ့အကောင်လေးဟိုကျွေးနေထွက်လာနေဟိုကောင်တူနဲ့ထူကဒီကောင်တူနဲ့ထူကနေအဲ့လိုမျိုးလိုက်ထုနေရတဲ့အတိုင်းမပြီးတော့ဘူးဟာအဲ့လိုမျိုးဒါအမြဲတမ်းတော့လေတိလားဟိုမငြိမ်ဘူးဆိုတော့မှ10လတစ်ခါ8လတစ်ခါလောက်ကတော့အမြဲတမ်းရှိတာအဲ့လိုပြီးတော့လည်းဗာလဲဆိုတော့ wave နဲ့လာတာကွမသိငယ်လိုမျိုး mission တကူနဲ့လာနေသလိုလိုဘာလိုလိုပဲเนาะအဲ့လိုမျိုးပေါ့ဘေးဒီအနေနဲ့ပြောမယ်ဆိုရင်တော့ဒါနည်းနည်းအတိုက်ခံလေးနဲ့ရှင်ပြီးလောက်ရတဲ့ကာလလိုပဲပြောရမှာပေါ့လေအတိုက်ခံနည်းနည်းရှိတယ်ပေါ့အဲ့လိုမျိုးအဲ့တော့ဒါပေမဲ့တခုတော့ကျေးဇူးတင်ပါတယ်သူတို့ဘာလို့လဲဆိုတော့လေအဲ့ဒီလိုမျိုးဟို motivation ရဖြစ်တာလေအဲ့ဒါပါအဲ့လို GED စတင်တဲ့အချိန်ကစားပြီးခုတည်း9နှစ်လောက်ရှိတော့မယ်ပေါ့နော်9နှစ်ပြည့်တော့မယ်ပေါ့အဲ့ဒီတော့အတွင်းမှာလေဟိုသူများတွေသာဆိုလို့ရှိရင်ကွာတင်ယိုးဒီတင်ယိုးပဲတင်ယိုးတစ်ခုကိုဒီဒါပဲပြင်ပြီးတော့တင်တော့မှာတော့မဟုတ်ဘူးအခုလိုဖြစ်လာတဲ့အချိန်ကျတော့လေတိလားအဲ့လိုတစ်ခါဖြစ်လိုက်ပူကောင်းအောင်လုပ်လိုက်တစ်ခါဖြစ်လိုက်ပူကောင်းအောင်လုပ်လိုက် GED နဲ့ပတ်သက်လို့ရှိရင်တင်ယိုးကိုလေဘာရှင်းပေါင်းစုံမျိုးစုံပို့ပြီးတော့ upgrade ဖြစ်လာတယ်အဲ့လိုမျိုးပေါ့နော်မှတ်မရရမနေ့ကဒီနောက်ဆုံးဖွင့်ထားတဲ့ batch အတန်းဆိုလို့ရှိရင်ဟိုတင်ချာ chapter 5ပေါ့နော် chapter 5တင်တာပုံမှန်တန်းနေမှာဆိုရင်သတိထားမိလားမသိဘူးပုံမှန်တန်းနေမှာဆိုရင်တစ်နာရီလောက်ပဲတင်တာ45မိနစ်တစ်နာရီဘာမှမရှိဟုတ်တယ်ဒီတစ်ခေါက်ဘာလဲဆိုတော့ပို့ပြီးတင်ញင်ပါအဲ့တော့ပု္ပ္ပာပုံမှန်တစ်ပုတ်ပဲတွက်ခိုင်းနေဆိုလို့ရမဟုတ်ဘူးတွက်သွားအောင်လို့ငါတို့3ပုတ်တွက်အဲ့လိုလုံးဝ2နာရီဒင်းပြည့်ချက်ပြီးလုံးဝစာအုပ်သင်ချပလိုက်တယ်အဲ့လိုမျိုးနော်ဟိုပု္ပ္ပာတွေပို့တွက်ခိုင်းလိုက်တယ်ပို့ပြီးလုပ်တယ် SAD တူပဲအဲ့လိုလုံတဲ့တောက်လျှောက်အဲ့လိုဟို upgrade တွေပေါ့နော် back review ဒီကတက်လဲ SAD တန်းမှာပဲတက်တာရှိတာမှလူကနည်းနည်း GED ရဲ့3ပုံ2ပုံတော့မရှိရင်ဒါပေမဲ့မှတက်တယ်တက်ရတယ်ငါပိုကောင်းအောင်လုပ်မယ်ပိုကောင်းအောင်လုပ်မယ်ဆိုပြီးတော့လုံးဝလက်မလျှော့နိုင်ဘူးဟုတ်တယ်မလားလုံးဝလက်မလျှော့နိုင်ဘူးလျှော့ရင်သူတို့နိုင်သွားမယ်အဲ့တော့ပေးနိုင်လို့မရဘူးဘာလို့လဲသိလားတိုက်ခိုက်တဲ့သူကတော့တစ်ယောက်နှစ်ယောက်ပဲနေမှာပေါ့ကိုရီမာကကိုတိုင်ရောမိသားစုရောမိသားစုဆိုတာတော့မှဒီ auxiliary မိသားစုတွေလို့ခေါ်တယ်ကို့အဖေတို့ဘာတို့လည်းရှိတယ်ကိုမိဘတွေလည်းရှိတယ်ဟုတ်တယ်မလားကိုရောက်ခမတွေဘက်လည်းရှိတယ်သူတို့ရဲ့စားဝတ်နေရေးလည်းပါတယ်ဟောရုံးမှလုပ်နေတဲ့ဝန်ထမ်း20ကျော်30လောက်ရဲ့လစာတွေလည်းပါတယ်နော်သူတို့အိမ်ကြီးလည်းသူတို့ထောက်ရင်လည်းထောက်မှာပေါ့ထားပါသူတို့ကတော့ဒါမိဘတွေအထောက်ပံ့နဲ့ဟိုကလေးတွေပဲဆိုတော့လေဒါမဲ့တန်ရှင်းကြီးသူတို့လည်းပါတယ်လုံခြုံရေး3ယောက်ရှိတယ်သူတို့မိသားစု3စုရှိမယ်ဒါတွေကိုရဲ့စားဝတ်နေရေးပါကိုရီနဲ့သက်ဆိုင်လာတာအဲ့တော့ကျောင်းနာမည်ကိုကာကွယ်ရတာကိုတယောက်တည်းစားမဟုတ်တော့ကိုယ့်ရဲ့အတ္တမှုတော့နော်ဘာပါလာလဲဆိုတော့တခြားသူတွေရဲ့စားဝတ်နေရေးပါလာတွက်ကြည့်လိုက်ယာကနန်းဖြစ်သွားပြီပေါ့လူတွေလေမိသားစုအရေးတော့ပါတွက်လိုက်ယာကနန်းဖြစ်သွားအဲ့လိုဟိုလုံညုံရေးဆိုလဲပြီးဟိုပါလဲဆိုတော့ပြီးရောဟုတ်ပါဘူးတကယ်ဟိုတန်ယုံနေမှာလုံညုံရေးပေးရတဲ့ဈေးကြီးတဲ့အဖွဲ့ကုမ္ပဏီကနေလုပ်ထားတာနော်အဲ့တော့ဒီလိုပဲပေါ့နော်ဟိုတိုက်တာတော့တိုက်မှာပဲကိုရီလုံးเสียရှိရတယ်လှုပ်ရတာပေါ့နော်နေနိုင်တော့ပေးနိုင်လို့တော့မဖြစ်ဘူးနော်အကျော်တင်းမှရမယ်အရေးထူရမယ်အကျော်တင်းရမယ်နော်ပို့ပြီးကျုံးလိုက်မယ်ဟေးဆိုပြီးတော့တကယ်လဲကျေးဇူးတင်ပါတယ်လိုက်လဲနေနော်အရင်အလုပ်လုပ်ချင်စိတ်ဒီပေါ်လာအောင်နော်လုပ်ပြီးနေတဲ့အတွက်တော်တော်လေးကျေးဇူးတင်ပါတယ်နော်နောက်ပိုင်းမှာလည်းဒီနေ့ပဲအဲ့ဒါထိုင်တွေးနေငါဘာလုပ်ရင်ကောင်းမလဲငါဘာလုပ်ရင်ကောင်းမလဲဆိုပြီးတော့နော်ထိုင်ပြီးတော့တွေးနေတော့ဒီ voucher channel လေးရပဲထပ်ပြီးတော့ဒီ learning နဲ့ပတ်သက်တဲ့ဟိုဟာလေးလည်းထပ်ပြီးတော့လာဖို့ရှိပါတယ်ဒီ podcast တွေအပြင်ပေါ့နော် voucher learning ပုံစံမျိုးလေးနဲ့ GED နဲ့ပတ်သက်လို့တခြားသင်္ချာတွေ physics တွေနဲ့ပတ်သက်လို့ပါဗီဒီယိုလေးတွေအများကြီးလို့ဖို့တော့ရှိတယ်အချိန်မရတာလေးကလွဲလို့ပါအဲအကြောင်းမို့အချိန်လည်းမရမကောက်ရအောင်ယူနေရတယ်အဲ့အချိန်ကြီးလည်းလုံးဝကိုလျှော့ပြီးတော့လှုပ်ချင်တာဟိုကိုလှုပ်ချင်တာကိုရအောင်လုပ်နေတာပေါ့နော်နောက်လာလဲ grammar သင်တန်းဖွင့်ဖို့ရှိသေးတယ်နော်
အဲ့လိုမျိုးလုံးဝအနာကိုမပေးနိုင်သူတို့နိုင်သွားလို့မဖြစ်ဘူးကိုရီနိုင်မှရနော်အဲ့လိုမျိုးဆိုတော့ဟိုသူတို့တစ်ချက်ရိုက်တယ်ဆိုကိုကနှစ်ချက်ပြန်စော်ဖို့ပဲ ready လုပ်ထားရတယ်အဲ့လိုမျိုးပါနော်ဆိုတော့အဲ့ဒါလေးပဲပြောချင်တာပါအခုနားထောင်နေသူလေတိုက်ခိုက်မှုတွေဖြစ်လာပြီဆိုလို့ရှိရင်လုံးဝမရဲတန့်သွားနဲ့လုံးစရာကြီးရတာဆက်လုပ်နော်ကိုအောင်မြင်မှုကသူတို့အတွက်အကုသိုလ်ပဲသူတို့အကုသိုလ်ပါနော်သူတို့ရှုံးနေမှုပေါ့ကွယ်အဲ့ဒါပါကဲဒါလေးပဲပြောချင်ပါတယ်နော်နောက်ထပ်ဟိုဟာဒီမှာထပ်ပြီးတော့စုံတွေးကြပါဦးမယ်